တရုတ်စာတင်တဲ့အခါစကလုံးတွေအများကြီးသိုံနဲ့တင်လုံလောက်နေပြီလို့ထင်နေပါလားတကယ်တော့ဒါဟာအုတ်ခဲတွေရှိပေမဲ့အေးဆောက်ဖို့အင်္ဂလိပ်မရှိသလိုပါပဲ大家好我是袁红老师တရုတ်စာရဲ့ထူးခြားချက်ကစကလုံးတစ်လုံးထဲမှာပဲအဓိပ္ပာယ်တွေအများကြီးရှိနေတာပါဒါပေမဲ့အဲ့ဒီစကားလုံးကိုဝါကြထဲမှာဘယ်နေရာမှာထားမလဲဆိုတဲ့ grammar မှားသွားတာနဲ့အဓိပ္ပာယ်ကလုံးဝပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ဥပမာပေးရမယ်ဆိုရင်နေငါကိုချစ်တဲ့နီအိုက်ဝေါ်နဲ့ငါနင်းကိုချစ်တဲ့ဝေါ်အိုက်နီဆိုတဲ့စာကြောင်းထဲမှာရှိတဲ့စကားလုံးတွေကအတူတူပါပဲ။ဒါပေမဲ့နေရာလေးလွဲသွားတာနဲ့အဓိပ္ပာယ်ကကောင်းကင်နဲ့မြေကြီးလိုကွာသွားပါပြီ။ grammar ကိုတေချာနားလည်ထားရင်စကားပြောတဲ့အခါတစ်ဖက်လူနားမလည်မှာကိုကြောက်စရာမလိုတော့သလို ASK ဆောင်းပွဲတွေမှာလည်းအမှန်ကောင်းရဖို့အတွက်အာမခံချက်ရှိသွားပါပြီ။ဒါကြောင့်စကားလုံးတွေကိုအလွတ်ကျက်မနေဘဲနဲ့ grammar ကိုပါတွဲပြီးလေ့လာဖို့မမေ့ပါနဲ့နော်။ grammar ကိုအခြေခံကစပြီးပိုင်နိုင်ခြင်းတဲ့သူတွေအတွက် ASK 123 grammar တီးတဲ့ class လေးကို Light Academy ကနေပြီးတော့ဖွင့်လှစ်ပေးနေပြီနော်။တင်နေကြီးကလည်း 50% scholarship တောင်ပေးထားတာမို့လက်မလွတ်ပဲအခုပဲပေးထားတဲ့အကောင့်လေးမှာစာရင်းပေးလိုက်တော့နော်။ဒီလ29ရက်နေ့မှာစမှာဖြစ်ပြီးတော့လူကြီးလည်းကန့်သတ်ထားတာမို့လက်တော့ဖို့တော့လိုမယ်နော်။